ဒါဟာကျမကြုံဘူးသမျှအခက်အခဲဆုံးအင်တာဗျူးတစ်ခုပါပဲစာမေးပွဲစာရွက်ကိုလက်ခံရရှိတဲ့အခါကျမအရန်အံ့ဩသွားတယ်ဘာလို့လဲဆိုတော့စာရွက်ပေါ်မှာဘာစာမှမပါပဲဗလာစာရွက်ကြီးဖြစ်နေလို့ပါစာမေးပွဲမစခင်စစ်ဆေးသူကအင်းကျက်တဲ့စီကန်း၃ခုကိုပြောထားပါတယ်အချက်စစ်ဆေးသူသို့မဟုတ်လုံခြုံရေးတွေကိုစကားမပြောရဘူးနဲ့အချက်ခန်းထဲကနေထွက်မသွားရဘူး၃အချက်စာမေးပွဲစာရွက်ကိုပျက်စီးအောင်မလုပ်ရဘူးစီကန်းဖောက်တာနဲ့ချက်ချင်းထုတ်ခံရမှာဖြစ်ပြီးဒီအင်တာဗျူးအတွက်အဖြေမှန်တစ်ခုတည်းသာရှိပါတယ်ခန်းတစ်ခုလုံးတိတ်ဆိတ်နေတက်သွားပြီးစစ်ဆေးသူကမိနစ်80အချိန်မှထွက်သွားပါတော့တယ်ကျမစာရွက်အလုပ်ကြီးကိုကြည့်ပြီးခေါင်းတွေပါထူထူသွားတယ်တစ်နှစ်ကိုဒေါ်လာ8000တန်နဲ့အလုပ်ဆိုတော့လွယ်လွယ်လေးတော့ဘယ်ဟုတ်မလဲချိန်တွေကုန်လာတာနဲ့အမျှကောင်းမလေးတစ်ယောက်ကစိတ်မရှိတော့ပဲစာရွက်ပေါ်မှာစာရေးလိုက်ပါတယ်စာတစ်ကြောင်းတောင်မဆုံးသေးဘူးစစ်ဆေးသူကလျောတော့ပါဝင်လာပြီးစာရွက်ကိုပျက်စီးအောင်လုပ်မှုနဲ့သူ့ကိုခန်းထဲကဆွဲထုတ်သွားပါတယ်ဒါကိုမြင်တော့ကြံတဲ့သူတွေလည်းကြောက်ပြီးဘာလို့ရမှန်းမသိဖြစ်နေတော့မျိုးသားတစ်ယောက်ကထားရလိုက်ပါတယ်စစ်ဆေးသူကအချင်းချင်းစကားမပြောရဘူးလို့မပြောထားတာကိုသူသတိထားမိလိုက်လို့ပါဒါနဲ့သူကဘေးနားကလူကိုစကားစပြောတယ်မတည့်ရပြီးရှောက်သွားတယ်လုံခြုံရေးတွေကဘာမှမလုပ်ပါဘူးဒါကိုမြင်တော့မှအားလုံးစိတ်သက်သာရသွားပြီးဖြေကဘာလဲဆိုတာဝိုင်းဆွေးနွေးကြပါတော့တယ်ကောင်မလေးတစ်ယောက်ကတော့စာရွက်ကိုအလင်းရောင်အောင်မှထောင်ကြည့်ရင်ဖြေပေါ်လာနိုင်တယ်လို့အကြံပေးတယ်ဒါပေမဲ့ရိုးရိုးမီးအောင်နဲ့ကြည့်မရတော့အခန်းထဲကမီးချောင်းတွေကိုရိုက်ခွဲပြီးအရေးပေါ်မီးအောင်အောင်မှကြည့်ဖို့စူးစမ်းကြပြန်တယ်အရေးပေါ်မီးအောင်လင်းလာပေမဲ့စာရွက်ပေါ်မှာဘာမှပေါ်မလာပါဘူးနောက်ဆုံးမတင်ကားတဲ့လူတစ်ယောက်ကထုတ်ခံလိုက်ရတဲ့ကောင်မလေးရဲ့စာရွက်ကိုယူပြီးခဲရံနဲ့ချစ်ကြည့်ပေမဲ့လည်းဘာမှထူးမလာပါဘူး။လက်မလျှော့နိုင်ကြတဲ့သူတို့ဟာအရေးတစ်ခုခုသုံးပြီးစမ်းသပ်ဖို့ဆုံးဖြတ်လိုက်ကြပါတော့တယ်။